ရှောလမုန်တချင်းအခန်းကြီး1အပိုက်15ကိုအခြေခံပြီးတင်စားထားတဲ့အဓိပ္ပာယ်တွေကိုအပိုင်း2ပိုင်းနဲ့ခွဲခြားရှင်းပြပေးချင်ပါတယ်။မှတ်ချက်အနေနဲ့သင်ကိုးကားထားတဲ့ငါချစ်ရသခင်သည်အစင်းလာရွေးဆိုတဲ့စာသားဟာမြန်မာကျမ်းစာအသုံးအနှုန်းအရအပိုက်16မှာရှိပါတယ်။အပိုက်15ကတော့ချစ်သူမိန်းကလေးရဲ့မျက်စိဟာချိုးငန်းမျက်စိနဲ့တူကြောင်းဖော်ပြတာဖြစ်ပါတယ်။ဒီကျမ်းချက်ရဲ့ပုံဆောင်ချက်တွေကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်။မေတ္တာနဲ့တန်ရှင်းခြင်း purity and love ဒီကျမ်းစကားဟာချစ်သူနှစ်ဦးရှောလမုန်နဲ့ရှူလာမိတ်အမျိုးသမီးရဲ့အပြန်အလှန်ချီးမွမ်းခံဖြစ်ပါတယ်အစင်းလာ၍ချစ်ဖွယ်သောလက္ခဏာဒါဟာရုပ်ပိုင်းဆိုင်ရာလှပမှုထက်ချစ်သူနှစ်ဦးကြားကစစ်မှန်တဲ့မေတ္တာတဦးကိုတဦးလေးစားတန်ဖိုးထားမှုနဲ့စရိုက်လက္ခဏာကောင်းမှုကိုပုံဆောင်ပါတယ်ဝိညာဉ်ရေးရာအမြင်ခရိယန်ဘာသာရေးအမြင်အရချစ်ရသခင်ဟာယေရှုခရစ်တော်ကိုပုံဆောင်ပြီးချစ်သူမိန်းကလေးဟာယုံကြည်သူအသင်းတော်ကိုပုံဆောင်ပါတယ်။ခရစ်တော်ရဲ့စုံလင်ခြင်းနဲ့တန်ရှင်းခြင်းကိုချီးမွမ်းခြင်းဖြစ်ပါတယ်။နှစ်အရာခင်နဲ့စိန်တော်အယောင် growth and life ငါတို့အရာခင်ဒီစိန်တော်အစဉ်ရှိ၏ဆိုတဲ့အသုံးအနှုန်းဟာအလွန်နဲ့ဆိုင်ပါတယ်။နုပြိုလန်းဆန်းခြင်းအစိမ်းရောင်ဟာတဘာဝတရားတက်ရှိထင်ရှားရှိခြင်းနုပြိုလန်းဆန်းခြင်းကိုကိုးစားပြုပါတယ်။သူတို့ရဲ့မြစ်တာဟာအမြဲတမ်းလန်းဆန်းနေပြီးငြိုးနွမ်းသွားမှာမဟုတ်ဘူးလို့ဆိုလိုတာပါတိုးပွားခြင်း fruitfulness အပင်တွေစိမ့်လန်းတာဟာအတီးအပွင့်ဝေစားဖို့အစာပြုတာဖြစ်တယ်လို့သူတို့ရဲ့ဆက်ဆံရေးဟာအောင်မြင်ဖြစ်ထွန်းပြီးကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံမယ်လို့ပုံဆောင်ပါတယ်အနာယူခြင်းစိတ်ရမ်းတဲ့မျက်ခင်ပြင်လိုနေရာမျိုးဟာစိတ်အေးချမ်းမှုနဲ့ဘီကင်းလုံခြုံစွာအနာယူနိုင်ခြင်းကိုဖော်ပြပါတယ်မှတ်ချက်ဒီကျမ်းချက်ဟာလူသားအချင်းချင်းကြားကခိုင်နေတဲ့မြစ်တာကိုဖော်ပြတယ်လို့ဖျားသခင်နဲ့လူသားကြားကနှက်ဆိုင်တဲ့ဆက်သွယ်မှုကိုလည်းတဘာဝတရားရဲ့အလှတရားတွေနဲ့နှိုင်းယှဉ်တင်စားထားခြင်းဖြစ်ပါတယ်